နေ့တော့ Star City မှာပြုလုပ်မယ်ယောဂဒီအတွက်အကျိုးပေါ့နော်အကျိုးယောဂပွဲလေးကိုသွားနေတာပါအခုကတော့တင်ရင်တရားကြီးပေါ်ကနေဖြစ်နေပါတယ်ဟိုဘက်ကတော့တရားအဟောင်းပါဒါကတော့တရားကြီးတစ်ပါတောင်းနေပါတယ်တရားတော်တော်မိုက်တယ်နော်ချိန်နေလည်းညက်Star City ကိုဒါနဲ့မှနှစ်ခေါက်ပဲရောက်ခွေရပေါ့နော်မနစ်ကတော့ကလည်းလုပ်တယ်ဒီနှစ်လည်းကျော်ကအကျိုးဝဲလေးကို Star City မှာထပ်လုပ်တော့ဒီမှာလေးအေးမှုကခေါ်လို့သွားတာပါခုတော့ Star City ရဲ့ပွဲလုံးမဲ့ခမ်းမလေးကိုရောက်ပါပြီခမ်းမထဲမှာလုပ်ပါလောလောဆယ်တော့ခင်းလိုက်ကြပါဦးခက်ခဲပြည့်တယ်လေးပို့လိုက်ပါမယ် Gently cover your eyes with both your palms. မျက်လုံးလေးအုပ်လိုက်ပါမယ် Slowly open your eyes with a beautiful smile on your face. လက်လေးအုပ်ထားပြီးမျက်လုံးလေးပဲအပြုံးလေးနဲ့အတူတူမျက်လုံးလေးဖွင့်လိုက်ပါမယ် And gently get your hands down. ဒီမှာလက်ကိုဖြည်းဖြည်းချင်းအောက်လေးချလိုက်ပါမယ် Namaste, Mangalaba. Namaste. Are we all stand up? အားလုံးမတက်ရပါမယ် We will be starting with Sukshma breathing. And with a backward stretch, get your arms down. နောက်တစ်ချက်ချန်ဒီလက်လေးကိုပြန်အောက်ချလိုက်ပါမယ် Two. အောက်ချလုပ်မယ်ဒီပေါ်လေးပြန်လာမယ် Two. လက်လေးအောက်ချပါမယ် Three. အောက် Three. အောက်ချလိုက်ပါမယ် Four. Four. အောက်ချလိုက်ပါမယ် Five. Give a little backward stretch, keep your eyes open, စိတ်ဝင်ထားရင်အခုလေးဆက်နေပါမယ် and start bending forward. ထုတ်ပြီးအောင်လေးဆင်းလာပါမယ် Touch your ankles, ခြေချင်းမလေးကိုကန်လိုက်ပါမယ် touch your forehead on the knees. ကိုယ်နှစ်ခုလေးဒူးနဲ့ထိလို့ရရင်ထိပေးပါမယ် Deep breathing. အသက်ရှိရှိလေးရှိခင်ရှိထုတ်လေးလုပ်နေပါမယ် Slowly breathing in, come up. ရှိခင်ဒီဖြည်းဖြည်းချင်းအပေါ်လေးပြန်တက်လာပါမယ် Give a little backward stretch နောက်ကိုယ်နဲ့လေးထပ်ဆက်ပေးပါမယ် and gently relax yourself. ဖြည်းဖြည်းချင်းပြန်နာနာနဲ့နေလေးနေလိုက်ပါမယ် Okay, very good. You all were very good in touching your forehead to the knees. အားလုံးအရင် Now get ready for Bhujangasana. ပြီးရင်ကျွန်တော်တို့ငွေဟောက်ပုံစံလေးလောက်မှာဖြစ်ပါတယ် Forehead down. အရင်ဆုံး
ပြန်ရွှေ့သွင်းမယ်ရွှေ့ချောင်းမယ်နောက်တစ်ခါပြန်ရွှေ့သွင်းမယ်နောက်ဆုံးတစ်ခါလေးရွှေ့သွင်းမယ်လက်နဲ့ပဲလေအေးဒါပဲလေအဲ 那为哪里这个人？